ထိတ်တန်းလူတသမားတယောက်ကဇွန်လေးတစ်ချောင်းနဲ့ကြက်ဥကိုခောက်လိုက်ပါလေဒါပေမဲ့အဲ့ဒီဇွန်ရဲ့ရောင်ပြန်ဟတ်နေတဲ့မျက်နှာပြင်ကနေတဆင့်တောင်ကုန်းပေါ်မှာဝတ်နေတဲ့အမျိုးသမီးစနိုက်ပါသမားတယောက်ကိုရုတ်တရက်လှမ်းမြင်လိုက်ရတယ်သူလည်းလန့်ပြီးတကူလုံးအေးခဲသွားပါလေသူဘာမှတော့မလုပ်ရသေးခင်မှာပဲကြည်စံတတောင်းကပြေးထွာလာခဲ့ပြီကံကောင်းကျင်တော့သူနည်းနည်းလေးစောင်းလိုက်လို့သာကြည်စံကသူ့ဘေးနားကနေကတ်ထွက်သွားခဲ့တာပါအဲ့ဒီတော့မှသူလည်းလန့်ပြက်ပြီးအမြန်ပုံးကွယ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့စနိုက်ပါသမားကအဲ့ဒီလောက်နဲ့လက်မလျှော့ပါဘူးဒီတစ်ခါတော့ဒန်းချက်ကာကိုပါဖောက်နိုင်တဲ့ကြည်စံကိုသုံးပြီးပြစ်လိုက်ပါတယ်ဒါကိုမြင်တော့လူသက်သမားကလည်းသူ့ရဲ့ရှိုးဝလက်နက်ကိုအမြန်ထုတ်သုံးလိုက်တယ်သူလက်ကုပ်တစ်ချက်တီးလိုက်တာနဲ့သူ့ကိုပတ်လည်မှာရွှေရောင်ကွင်းခွင်းကချက်ချင်းပေါ်လာခဲ့တယ်ပြီးတော့လက်နဲ့နည်းနည်းလေးလှုပ်ရှားလိုက်ရုံနဲ့လက်နက်တွေကလေထဲမှာအလိုလိုပေါ်လာခဲ့ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူက drone 3စီးကိုအမြန်တက်ဆင်လိုက်ပြီးခေါင်းမိုးပေါ်ကနေအဝေးကတောင်ကုန်းစီးကိုအရှိန်နဲ့လွှတ်တင်လိုက်ပါတော့တယ်သူကတော့နေရာကနေမရွေ့ပဲစနိုက်ပါသမားရဲ့နေရာကိုစောင့်ကြည့်နေခဲ့တယ်သူရှိမှလည်းလုံခြုံရေးကင်မရာမြင်ကွင်းတွေကပေါ်လာခဲ့ပါတယ်ဟိုဘက်ကအမျိုးသမီးတနက်မောင်းခလုတ်ကိုဆွဲမလို့လှုပ်လိုက်တဲ့အချိန်မှာပဲ drone တွေကသူမကိုပြစ်မှတ်လော့ချလိုက်တာကိုတတိထားမိသွားတယ်ဒီလူကလည်းချက်ချင်းတက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအခါအမျိုးသမီးကသူ့ခါမှာကျိုးတစ်ချောင်းကိုအမြန်ချီလိုက်ပြီးဒန်းဘိုးပစ်လက်တနက်ကိုတုံးက drone တစ်စီးကိုလှမ်းချိလိုက်ပါတယ် drone ကလည်းမိုးရွာချသလိုကြည်စံတွေစက်တိုက်ပစ်ခတ်ပါတော့တယ်ဒါပေမဲ့သူမကအဲ့ဒီကြည်စံတွေဂျိုင်းတွေကနေအရန်ကိုကျွမ်းကျင်စွာရှောင်တိန်သွားပြီးနောက်ဆုံးမှာတော့6ကန်းပါဘောကနေခုံချသွားခဲ့ပါတော့တယ်